မြန်မာဆိုင်မှာဝက်ဝက်ကွဲရောင်းအားအမြင့်ဆုံးဖြစ်တဲ့ရေခဲပုံးဆက်ပြခရင်လေးကိုမိတ်ဆက်ပေးပြစေဒီရေခဲပုံးဆက်ပြခရင်လေးကအထဲမှာညီမတို့ဆက်ပြခရင်ပကံဆေးအဝတ်လျှော်တန်ဖိုးတင်တဲ့ဆက်ပြခရင်80သားပါမယ်ရှင်ပြီးတော့ဒီလိုမျိုးရေခဲပုံးလေးတစ်ပုံးပါမယ်နှစ်ခုလုံးဟိုမှာညီမတို့6500ဈေးနဲ့ရောင်းမယ်အခုလက်ရှိပေါ့နော်လက်ကျန်ဈေးနဲ့ရမယ်ရှင်အခုရေခဲပုံးတွေကလည်းဈေးတွေတက်တဲ့အခါကျတော့ညီမတို့ဈေးပြောင်းနိုင်နေပေါ့နော်အဲ့ဒါကြောင့်လက်ကျန်ဈေးလေးနဲ့အမြင့်ဆုံးလာဝယ်ပါဒီနေ့ဆိုလို့ရှိရင်ဖာတရားဝင်နေဒီမှာမျက်မြင်ပဲဒါပဲကြံတော့ရပေါ့နော်အဲ့တော့မြင်ဥသူလေးလာဝယ်ကြပါရှင်နောက်ကြရင်ကြံခဲ့မယ်ပေါ့နော်အဲ့ဒါကြောင့်မြန်လေးမှာပေးပါညီမတို့ဆက်ပြခရင်80သားပါမယ်ရေခဲပုံးတစ်ပုံးကို6500ကျပ်အယောင်4ယောင်4နဲ့ရမယ်ရှင်ညီမတို့ဆိုင်ကိုလာပြီးအားပေးခြင်းနဲ့ဆိုရင်တာကေတာရဲ့မင်္ဂလာတောင်ညိုခရမ်းမှာဆိုပြီးတော့ဆိုင်ခွဲ3ဆိုင်ရှိတယ်ရန်ကုန်အယောင်ငွေချင်းနေရငွေချိုလဲဖုန်းနံပါတ်4လုံးညီမတင်ထားတယ်ဖုန်းနံပါတ်4လုံးကိုလည်းဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်